ကောင်းစားအကျော်ပြတန်ကြလိမ့်သေးအစီကိုကျွန်တော်အခမဲ့ညပေးပါတယ်လုံးဝအခမဲ့ပေးပါတယ်ရောင်းတာမဟုတ်ပါဘူးနော်ရောင်းတာမဟုတ်ပါဘူးဆိုင်ဝင်လာမယ်ဆိုတော့ကျွန်တော်လည်းစားပြီးမှကျွန်တော်အဲ့လိုပုံစံပေါ့နော်ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုဖိုင်ကိုတွေ့တဲ့လူတွေအကုန်လုံးစိတ်ဓာတ်ဒုက္ခကာယဒုက္ခနာထာနာနဲ့ပြည့်စုံနိုင်ကြပါစေကျွန်တော်ကတော့ဒါ Sun Georgia Black and Balancing ဆိုပြီးတော့ဒါ page ထောင်ထားတာပေါ့နော် page ရယ် TikTok account ရယ်YouTube channel ရယ်ဒီနာမည်နဲ့ပဲထောင်ထားပါတယ်စိုင်နာမည်ကတော့ဒီမှာတွေ့ရတဲ့အတိုင်း owner ပေါ့ဗျာကျွန်တော်အနေနဲ့တီးတန့်ပေးတဲ့ဝန်ဆောင်မှုကပါလဲဆိုတော့အထိုင်များလို့ပဲဖြစ်ဖြစ်လမ်းလျှောက်များလို့ပဲဖြစ်ဖြစ်ကိုလက်လေးလံထုံကျင်ညောင်းညာကြိုက်ခဲနေတဲ့လူတွေအတွက်ကျွန်တော်ကတီးတန့်ပေးတဲ့ဝန်ဆောင်မှုဖြစ်ပါတယ်အမှန်တကယ်ကျမကြီးအတွက်လိုအပ်တဲ့လူတွေအတွက်ဝန်ဆောင်မှုပေါ့နော်ဒါကလမ်းမပေါ်ကဆိုင်းဘုတ်ပါဒါကဒါဆိုင်မှာတက်ထားတဲ့ဆိုင်းဘုတ်ပါကျွန်တော်တို့ဒီမှာ130 64A 130A 131ပါဒီ64A ကလမ်းထိပ်တက်တဲ့မှာကြည့်နေဆိုရင်ဒီမှာဒီဝိန်းစိန်ရွှေဆိုင်ရဲ့ဆိုင်းဘုတ်ကြီးရှိပါတယ်ဒါကတော့အဲ့ဒါ130ဟိုနင်းပေါ့နော်131လမ်းမကြီးပေါ်တော့ပေါ့နော်အဲ့မှာပါဒါဘေးနားမှာဆိုရင်ဒီမှာဘူချီဆိုတဲ့ဘေးနားမှာဆိုရင်ဒီမှာဘူချီဆိုတဲ့ဆိုင်ရှိပါတယ်ဆိုင်ဝင်လာပြီးတော့ကျွန်တော်နဲ့စားပေးကြည့်မယ်ဆိုရင်ဒါဈေးကွက်ထဲမှာရှာဝယ်လို့မရတဲ့အကောင်းစားအကျော်ပြတန်ကြလိမ့်သေးအစီကိုကျွန်တော်အခမဲ့ညပေးပါတယ်လုံးဝအခမဲ့ပေးပါတယ်ရောင်းတာမဟုတ်ပါဘူးနော်ရောင်းတာမဟုတ်ပါဘူးဆိုင်ဝင်လာမယ်ဆိုတော့ကျွန်တော်နဲ့စားပေးကြည့်မယ်ဆိုတော့အဲ့လိုပုံစံပေါ့နော်အမှန်တကယ်ကိုလက်လေးနဲ့ထုံရင်ညောင်းညကြိုက်ခဲနေတဲ့သူတွေအတွက်အမှန်တကယ်ကျန်းမာရေးအတွက်လိုအပ်နေတဲ့သူတွေအတွက်ကိုဒါကျွန်တော်အနေနဲ့တိကျပြီးတော့ဝန်ဆောင်မှုဖြစ်ပါတယ်ကျွန်တော်ရဲ့ပေးနာမယ်TikTok account နာမည် YouTube channel နာမည်တွေကတော့ Sun Georgia Black and Balancing ဖြစ်ပါတယ်ဆိုင်ဝင်လာမယ်ဆိုရင်ကျွန်တော်နဲ့စားပေးယူမယ်ဆိုရင်ကိုဆိုင်နဲ့စားပေးယူမယ်လို့ပဲပြောပါအဲ့ဒါကျွန်တော်ဘိုင်နေတက်ပြီးတော့လာမယ်ဆိုရင်အဆင်ပြေပါတယ်ဆိုင်မလာခင်ဖုန်းကြိုဆက်မယ်ဆိုရင်လည်းဖုန်းနံပါတ်ကကျွန်တော်ဖုန်းနံပါတ်က6953138ဖြစ်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ဗီဒီယိုဖိုင်လေးကိုဆုံးအောင်ကြည့်ပြီးတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါတယ်